ကဲဒီကနေ့မှာတော့တုခေတုခါတုန်းကလူကြိုက်များခဲ့တဲ့ Leslie ရဲ့ Black Hole Skin နဲ့အခုမှအတစ်ဆက်ဆက်ထွက်ရှိထားတဲ့ Leslie ရဲ့ရေပွဲ Skin တို့ကိုနှိုင်းယှဉ်ပြပေးသွားမှာပဲဖြစ်ပါတယ်အဲဒီတော့ကြောင့်မလို့ Best Skin ကပိုလာလဲဆိုတာကိုသိချင်လို့ရှိရင်တော့ဒီဗီဒီယိုလေးကိုမကြော့ဘဲနဲ့စောအောင်ကြည့်လိုက်ကြဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာကဲဒါဆိုလို့ရှိရင်ဗီဒီယိုလေးကိုစလိုက်ရအောင်ဟောဒါနဲ့ဗီဒီယိုလေးမစခင် brother တို့ကိုကူညီတောင်းစရာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ကို US UK Canada VPN အနေနဲ့ခံကြည့်ပေးဖို့လုံးဝမဟုတ်ပါဘူးကျွန်တော်အနေနဲ့ကူညီတောင်းမဲ့တစ်ခုတည်းသောအရာကကျွန်တော်ရဲ့ channel ကဆိုရင်ဖြစ်မကြတော့မဲ့အချိန်မှာ subscriber 20k ကိုရောက်ရှိတော့မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့် brother တို့အနေနဲ့ subscribe မနှိပ်ရသေးလို့ရှိရင် subscribe ကိုတယောက်တစ်ချက်စီနှိပ်ပေးခဲ့ပြီးခေါင်းလောင်းလေးပါစိတ်ပိုင်တီးပေးခဲ့ကြပါကျွန်တော်အနေနဲ့ကလည်း subscriber 20k ပြည့်တာနဲ့ brother တို့အတွက် eBay skin 9កောင်ကို giveaway ပေးသွားဖို့ရှိပါတယ်အဲ့တော့ကြောင့်မလို့အခုကြည့်နေတဲ့တအိုးတယောက်ချင်းစီကို subscribe မလုပ်ရသေးရင် subscribe လေးနှိပ်ပြီးတော့ giveaway မှာပါဝင်ကန်ဆန်းသွားကြဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးကိုပြန်ဆက်လိုက်အောင်ဒီမှာဆိုလို့ရှိရင် Leslie ကမွန်တိုင်းနေကြားထဲမှာလမ်းလျှောက်လာပြီးတော့ကောင်းကင်ပေါ်ကနေမိုးချိုးဆာမဏီတကောင်ကတနတ်သေးကိုဝင်သွားတော့ကိုတွေ့ရတယ်အဲ့ဒီမှာလျှက်စီးတွေဝင်းလက်နေတဲ့တနတ်ကို Leslie ကနေဆွဲကင်လိုက်ပြီးတော့ကြောက်တုံးတွေလည်းမြောက်တက်သွားတယ်ပြီးလို့ရှိရင်သူပြစ်ချလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်နောက်ကနေပြီးတော့ဆာမဏီကိုပြန်တွေ့ရတယ်ပေါ့နော်ကဲဒီ intro animation ကတော့ဒီလောက်ပါပဲနောက်က background ကိုကြည့်ရမယ်ဆိုလို့ကတော့ဂူရှင်ရဲ့တပည့်လေးပန်းအဲ့ဒီနဲ့သွားဆင်နေပေါ့နော်မပြူကျနေတဲ့နိုင်စင်ကိုကြည့်ရလို့ရှိရင်ဂူရှင်ရဲ့တပည့်လေးပန်းကပြင်ထားတဲ့နိုင်စင်နဲ့အတူတူပါပဲနောက်မှဆိုလို့ရှိရင်လည်းမိုးချိန်နေတဲ့ကောင်းကင်တွေပါရှိရပေါ့နော်ပြီးလို့ရှိရင်သူ special return action လေးတစ်ခုထပ်ပါတယ်ဒီလောက်ပါပဲအခုရေဝဲ skin ရဲ့ intro animation မှာတော့ရှေ့ကလို့မဟုတ်ဘူးဗျသူကတော်တော်လေးကိုအထာကျတာကိုတွေ့ရတယ်သူ့ရဲ့ရှစ်တောင်လေးကိုတကိုင်ကိုင်နဲ့ပြီးလို့ရှိရင်ရေအောက်ထဲမှာသူ့ရဲ့တနက်ကိုတွားယူလိုက်တဲ့ animation မျိုးပေါ်ထားတယ်ပေါ့နော်ပြီးတော့အဲ့ဒီတနက်ကိုမြှောက်လိုက်တာနဲ့တစ်ချိန်တည်းမှာပဲနောက်ကနေပြီးတော့တားရဲ့အချိန်ကတစ်ခုထွက်လာတယ်ပြီးလို့ရှိရင်ခုလိုမျိုး state symbol ကိုရောက်သွားတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ special return action အနေနဲ့ကကြတော့သူ return action တောင်းလိုက်တဲ့အချိန်ကြာလို့ရှိရင်ဟောဒီလိုမျိုးရှေ့အောက်ကဘာကိုရောက်ရှိသွားတာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ရက်တောင်လေးကိုတကိုင်ကိုင်နဲ့တော်တော်လေးကိုထားကြတာကိုတွေ့ရတယ်ပေါ့နော်ရှေ့က intro က mic ပင်မဲ့လို့ဒီကောင်ကပို့ပြီးတော့လှလဲလှတယ်ပို့ပြီးတော့အထာလဲကြတယ်အဲ့တော့ကြောင့်မဟုတ်ကျွန်တော်ရဲ့ personally ရတော့ဒီကောင်ပို့ပြီးတော့သဘောကျမိတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင် in game style တွေကိုတွားလိုက်ရအောင်ပထမဆုံးအနေနဲ့ Black Hole Skin မှာကြာလို့ရှိရင်သူ့ရဲ့ passive range ကတိတိတတ်တာကြီးကိုအရှောင်ဖြော့ပါတယ်ဒီအောက်က ground နဲ့ကိုတညီတဲကိုဖြစ်နေရပေါ့နော်လှုပ်ရှားမှတိတာတယ်ပြီးလို့ရှိရင်သူ့ရဲ့ passive တောက်နေတာကဒီတနတ်မှာမိုးချိုးပုံစံလေးတွေပဲတုံးပေးထားတာကိုတော့တိတ်ပြီးတော့အားမရမိဘူးဒါပေမဲ့ passive ပြစ်လိုက်တဲ့အချိန်ကြာလို့ရှိရင်ဟောဒီမှာမိုးချိုးကြည်စံထွက်သွားပြီးတော့အနောက်ကနေပြီးတော့ငှက်မွေးလေးကြံခဲ့တာတော့မစိုးဘူးလို့တော့ပြောလို့ရတယ်ပြီးလို့ရှိရင်ဒီမှာသူ့ရဲ့ကြည်စံသွားတဲ့လမ်းတစ်လျှောက်မှာလည်းဒီ tree effect လေးအများကြီးပါတာကိုတွေ့ရတယ်ပြီးလို့ရှိရင် enemy hidden effect ကတော့အဲ့လောက်ကြီးမဟုတ်ဘူးတိတ်ပြီးတော့ကျွန်တော်တို့သဘောမကျမိဘူး basic attack ကလည်းအဲ့လောက်ကြီးမဟုတ်ဘူးပေါ့နော်ငွေလေးတွေပဲပြီးလို့ရှိရင်ဒီ passive ရဲ့ basic attack ကလည်းတိတ်ပြီးတော့ကျွန်တော်တို့သဘောမကျမိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီထက်နည်းနည်းလေး effect လေးပို့ပါရင်တော့ကောင်းမယ်လို့တော့မြင်မိတယ်ကဲဒါဆိုလို့ရှိရင် scale 1သွားလိုက်ရအောင် scale 1ဆက်စပ်သုံးလိုက်တဲ့အခါကြာလို့ရှိရင်အပေါ်ကနေပြီးတော့လျှက်စီးချောင်းတစ်ခုကဒီကျွန်တော်တို့ Leslie ကိုပတ်သွားမယ်ပြီးလို့ရှိရင်သူ့ရဲ့အတိအသာဆုံးတစ်ချက်ကတော့ငှက်အတောင်ပိုင်းနဲ့ Leslie ကိုဖုံးအုပ်လိုက်တာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်အောက်မှာလည်းဒီစဝိုင်းပုံတရံလျှက်စီးချောင်း effect လေးပါမယ်ပြီးလို့ရှိရင်ငှက်မွေးလေးပါမယ်ဒီလောက်ပါပဲကဲဒါဆိုလို့ရှိရင် scale 2ဘက်ကိုသွားလိုက်ရအောင်Okay scale 2ကဆိုလို့ရှိရင်ဆက်စအုပ်သုံးလိုက်တဲ့အချိန်ကြာလို့ရှိရင်ပထမအဦးဆုံးမြင်ရမယ့်အရာက Leslie ရဲ့အနောက်ကအတောင်မဲ့နှစ်ခုကခတ်ပြီးတော့လေအဟုန်နဲ့တွန်းထုတ်လိုက်တယ်လို့မျိုးပေါ့နော်ပြီးလို့ရှိရင်ဒုတိယမြင်ရမယ့်အရာကကျတော့အဲ့ဒီအောက်က rain ပဲဖြစ်ပါတယ် rain design ကိုကျတော့ကျွန်တော်တို့ငှက်ရဲ့နှုတ်သီးနဲ့မျက်လုံးပုံသဏ္ဍာန်ကိုဖော်ပေးထားတယ်ပေါ့နော်ထားလိုက်ပါတော့ငှက်ခေါင်းပဲထားပါတော့ငှက်ခေါင်းပုံသဏ္ဍာန်ကိုဖော်ပေးထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ lightning effect လေးတွေရဲ့ဒီငှက်မွေးလေးတွေရဲ့ကိုတွေ့ရတယ်ပေါ့နော်ဒီလောက်ကြီးတော့တိတ်ပြီးတော့မပြည့်စုံလို့ခံစားရတယ်ဒါပေမဲ့သူ့ချိုင်းနဲ့ကိုယ်ချိုင်းနဲ့မတူတာဖြစ်တဲ့အတွက်ကြောင့်မလို့အမှတ်ပေးမယ်ဆိုရင်တော့ကောင်းနေတယ်ကိုပါတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဒီ skin ရဲ့အသက်လို့ပြောလို့ရမယ် Black Hole Ultimate ကိုသွားလိုက်အောင်โอเค Ultimate တုံးကိုထိုင်ပြီးတော့ချိန်နေတဲ့အချိန်မှာဆိုလို့ရှိရင် Leslie ကတနက်ကိုအားစုနေရပေါ့နော်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကတော့တိတ်ပြီးတော့အဖက်မပါဘူးဒီလျှက်စစ်ပုံသဏ္ဍာန်လေးတစ်ချက်ချက်ထသွားတာလေးရဲ့ခင်းအောင်ဖက်လေးရဲ့ပဲပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကြည်စံကတော့တော်တော်ယူမိုက်တယ်ပေါ့နော်ကြည်စံကလုံးဝဒီလျှက်စစ်ပုံသဏ္ဍာန်လေးလုပ်ပေးထားတယ်၄ခုလုံးကိုဒါပေမဲ့သူ့ရဲ့အထူးအသက်ကဟောဒီလိုမျိုးပြစ်လိုက်တဲ့အချိန်ကြာလို့ရှိရင်ဘေးနားကနေငှက်ကြီးတွေပေါ်လာပြီးတော့ပြစ်မဲ့တနတ်ထဲကိုဝင်သွားတယ်ငှက်ဝင်ကြီးကပြီးလို့ရှိရင် enemy ကိုထိသွားတာနဲ့ Black Hole ပုံစံလေးပေါ်သွားတာကတော်တော်ကြီးကိုမိုက်တာကိုတွေ့ရတယ်ပြီးလို့ရှိရင် enemy ကို marking လုပ်နေတဲ့ဟာလေးကလည်းခင်းအောင်လေးနဲ့လှုပ်ပြီးတော့တော်တော်ကြီးကိုမိုက်တယ်ကွာဒီ ultimate မှာကတော့သူ့ရဲ့အသက်ဖြစ်တဲ့ဒီ Black Hole ရဲ့ငှက်ရဲ့အကြောင်းတော်တော်ကြီးကိုဒီ skin ကလူကြိုက်များခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုတော့မွန်တုံးတို့ကဒီ Starlight Fragment 9000နဲ့ပြန်ရနေရဆိုတော့ free skin နီးပါးလောက်ဖြစ်နေပြီပေါ့နော်ကဲဒါဆိုလို့ရှိရင်နောက်ထပ် skin တစ်ခုကိုဆက်သွားကြည့်လိုက်ရအောင် Okay ရေဝဲ skin မှာကြတော့အဲ့လိုမဟုတ်ဘူးဗျသူနဲ့ဆက်ညီမဲ့ဆက်စလာဒဲကိုကကျွန်တော်ဒီ
တုံးက skin model ကလည်း fine နေကျွန်တော် passive range ကလည်းထင်ထင်ရှားရှားမြင်ရတယ်ပြီးတော့တနက်ရဲ့ passive လင်းနေတဲ့အရာကရေဝဲလက်တံနှစ်ခုပတ်နေတဲ့ပုံစံမျိုးတော်တော်ကြီးမိုက်တယ်ကွာထိတ်မှလည်းကျွန်တော်တို့ဒီရွှေရောင်လေးလင်းနေတယ်အဲ့ဒါကကျွန်တော်ဒါတနက်ရဲ့ design လား passive လားဆိုတော့မှားလို့အခုကျွန်တော်ပြန်ပြစ်ကြည့်ရသေးတယ်ပေါ့နော်ဒါတော်တော်ကြီးမိုက်ပါတယ်ဒီမှာဆိုလို့ရှိရင် passive ပြန်ပေါ်လာတာကလည်းမိုက်တယ်ပေါ့နော်မိုက်တယ်နေနဲ့ပဲပြောနေတော့ကျွန်တော်တို့နည်းနည်းလေးပြစ်ချက်လေးရှာမယ်ပေါ့နော်ပြစ်ချက်ရှာမယ်ဆိုတော့ဘာဒီက passive ကြည်စံကြီးကတော်တော်ကြီးကိုမြန်တယ်ပေါ့နော်သူ့ရဲ့ motion ကတော်တော်မြန်တဲ့အတွက်ကြောင့်မလို့ effect ကိုတိတိကျကျမမြင်ရဘူးပြီးလို့ရှိရင်ဒီ passive ထနေတဲ့အချိန်ပြစ်လိုက်လို့ရှိရင် Leslie ရှေ့က Leslie မှာတော့ကငှက်မွေးပေါ့နော်ဒီမှာဆိုလို့ရှိရင်နောက်ကနေပြီးတော့water effect လေးတစ်ခုပဲပါတယ်ပြီးလို့ရှိရင်ဒီ basic ထက်မှာလည်းအငွေလေးတွေပဲပေါ့နော်အဲ့ဒါကြီးကိုတော့ကျွန်တော်တိတ်ပြီးတော့အားမရပြီပေါ့နော် Leslie အကုန်လုံးကအဲ့လိုမျိုးဖြစ်နေရပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ scale 1ကိုဆက်သွားကြည့်လိုက်အောင် Okay Leslie ရဲ့ scale 1က Benedetta ရဲ့ ultimate နဲ့နည်းနည်းလေးဆင်နေပေါ့နော်ကဲပထမဆုံးအနေနဲ့စတုံးလိုက်လို့ရှိရင်ရက်တောင်ကြီးထွက်လာပြီးတော့ရက်တောင်ကနေပြီးတော့အနောက်ကအမွေးတွေနဲ့ Leslie ကိုရစ်သွားမယ်ပြီးလို့ရှိရင်ရက်တောင်ကပိတ်ပြီးတော့ Leslie ပါခုပြောက်သွားမယ်ပြီးလို့ရှိရင် ground effect ကကြတော့ဒီ Benedetta ရဲ့ ultimate ခင်းလိုက်တဲ့ပုံစံနဲ့တူတူပဲပေါ့နော်ဒီ final blow ခင်းလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဟိုကအပန်းအောင်ဒီမှတ်ချက်ပုံသဏ္ဍာန်လေးတွေတွေ့ရတယ်ဒီမှာကြတော့ကျွန်တော်တို့အပြအောင်မှန်ချက်ကွဲစာပုံသဏ္ဍာန်လေးတွေကတဖြည်းဖြည်းနဲ့နောက်ကိုဆုပ်ပြီးဝင်သွားတာကိုတွေ့ရတယ်ပေါ့နော် scale 1အနေနဲ့ကကျတော့ဒီကောင်ကအရောင်သွေးအများကြီးစုံတော်ညားလေဟိုငှက်အတောင်မှန်ကြီးဖုံးအုပ်သွားတာကိုတော့မရှင်းနိုင်ခဲ့ဘူးပေါ့နော်ထိုနည်းတူဆိုတာဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေလည်းသူမဘီနာအကောင်ကိုမရှင်းနိုင်ခဲ့ဘူးမလားကဲ scale လေးကိုဆက်သွားလိုက်ရအောင် scale ကဆိုလို့ရှိရင်တောင်းလိုက်လို့ရှိရင်ရေပွဲလက်တိုင်ကြီးထွက်လာတာကိုတွေ့ရပါတယ်ဒီ Leslie ရဲ့ဒီထားလိုက်ပါတော့ဒါ300ကျော်နဲ့ရတယ်ဆိုတော့ဒီလိုဈေးတန်းထဲမှာ 3D effect ပါတဲ့ skin ပေါ့နော်ဒါတော်တော်ကြီးမိုက်တယ်ပြီးလို့ရှိရင်ဒီ 3D effect ပါလို့ဒီ ground ဘိုင်းမှာကျတော့အားနေသွားမလားဆိုလဲအဲ့လိုမဟုတ်ပြဘူးဒီ ground effect ကိုလည်းကျွန်တော်တို့တေချာလုပ်ပေးထားတာကိုတွေ့ရတယ် Leslie သူ့ရဲ့ intro မှာမြင်ခဲ့ရတဲ့နန်းတော်ရဲ့ logo ကိုသုံးပေးထားတယ်ပေါ့နော်ပြီးလို့ရှိရင်အပြောင်လေးတွေပါလေးနဲ့တော်တော်ကြီး fine skin တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဒီ skate 2ကဒီ skin တစ်ခုလုံးထဲမှာအမိုက်ဆုံးလို့တော့ကျွန်တော်မြင်မိရပေါ့နော်ကဲဒါဆိုလို့ရှိရင် ultimate ကိုဆက်သွားလိုက်အောင် ultimate သုံးဖို့စစောက်ဆုံးချိန်လိုက်တဲ့အချိန်မှာကျွန်တော်တို့ ground effect ကို scale 1မှာတွေ့ခဲ့ရတဲ့ ground effect ကိုပဲပို့ကြီးပြီးတော့ပို့အယောင်ဖြော့ပေးထားတယ်နည်းနည်းလေးမြန်သွားတယ်ဗျပြီးလို့ရှိရင်ကျွန်တော်တို့ဒီအားစုတွေပုံတံပေါ့နော်ဒီရေလှိုင်းလေးတွေကသူ့ရဲ့တနက်ထိတ်ကိုစီးဝင်နေတာကြီးတော်တော်ကြီးမိုက်တယ်ပေါ့နော်ဟို skin နဲ့ပြောင်းမြန်ပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကြည်စံရာကိုတော့မကြိုက်ဘူးပေါ့နော်ကြည်စံရာကရိုးရိုး Leslie ရဲ့ကြည်စံကြီးပဲဖြစ်ပါတယ်ပြီးလို့ရှိရင် enemy hidden effect မှာကျတော့ဒီ skate 2မှာတွေ့ရတဲ့ 3D ရေဝဲလက်တိုင်ကြီးတွေပဲပြန်တွေ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကြည်စံကကျတော့ကျွန်တော်တို့ဒီထရီထူးတော့မဟုတ်ဘူးပေါ့နော်ကြည်စံကကျွန်တော်ပတ်စစ်ကူမှာနည်းနည်းလေးကြီးပေးထားရယ်ပြီးလို့ရှိရင်အဖက်လေးနည်းနည်းလေးပုံများပေးထားရယ်ပေါ့နော်ပြီးလို့ရှိရင်မြန်လဲမြန်တယ်ကွာအဲ့တို့ကြောင့်သူကအားစားစုတဲ့နေရာမှာတာကောင်းတာနိုင်ပေမဲ့ကျန်တဲ့ enemy hidden effect တွေကျွန်တော်တို့ဒီပြစ်တဲ့အချိန်မှာဟိုငှက်တွေပါတွေကတနက်သေးကိုဝင်သွားတဲ့ဟာတွေနဲ့တော့ရှင်လို့တော့မရဘူးပေါ့နော်ဒီ skin နှစ်ခုကလည်းဈေးကတိတ်မကွာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ brother တို့ကိုနှစ်ခုလုံးအဆင်ပြေလို့ရှိရင်ဝယ်သေးခြင်းနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ host skin ကလည်း free နီးပါးရတဲ့ skin ဒီ skin ကလည်းကျွန်တော်တို့300ကျော်နဲ့ရမယ့် skin ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီ Leslie ရဲ့ skin review video ကတော့ဒီလောက်ပါပဲနောက်မှဆိုလို့ရှိရင် Leslie ရဲ့ဒီ skin pass အကြောင်းကိုနည်းနည်းလေးထပ်ရှင်းပြပေးချင်ပါတယ်လိုက်ခဲ့ပါအောင်ဗျ Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော် Leslie skin ကိုဝယ်မယ်ဆိုလို့ရှိရင်အပေါ်တန်းနဲ့အောက်တန်းဆိုပြီးတော့ barret တုံးကလိုပဲနှစ်မျိုးနှစ်စားရှိရပေါ့နော်ပထမဆုံးအနေနဲ့အပေါ်တန်းကိုဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့349လုံးကြတင်မှာဖြစ်ပြီးတော့အပေါ်တန်းအကုန်လုံးရမယ်ပေါ့နော်အောက်တန်းကိုဝယ်မယ်ဆိုလို့ရှိရင် Leslie ရဲ့အယောင်ချဲ skin ကိုဒီအခုကျွန်တော်ကင်ပြသွားတဲ့အပြောင် skin ကိုရမှာပါပြီးလို့ရှိရင်အပေါ်တန်းရောအောက်တန်းရောပါတဲ့ reward တွေကိုရမယ်အပြင်ကျွန်တော် diamond အမောက်အနေနဲ့ကလည်း999လုံးပဲကြားတင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တန်တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင် Leslie ရဲ့အယောင်ချဲ skin က scale effect တွေချိန်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်ကြီးကိုမိုက်မှာပါကဲဒါဆိုလို့ရှိရင်ဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ brother တို့ sister တို့ကင်ခိုင်းတဲ့ hero တွေမကင်ပေးနိုင်သေးတာလေစိတ်မရှိနဲ့ပေါ့နော်ကျွန်တော်လည်း gain တော့မစော့နိုင်သေးဘူးနောက်နေ့ကျလို့ရှိရင်တော့ကျွန်တော်အဆင်ပြေပြေသလိုလေးတင်ပေးသွားပါမယ်အားလုံးပဲကို view site ကြပါ see you guys in next video